ပဲမင်္ဂလာပါနော်ဒီတစ်ခါမှာတော့အင်္ဂါသားသမီးတွေအတွက်မေလအတွင်းကံကြမ္မာအဟောလေးကိုတာရော့ကတ်3ကတ်နဲ့ကြည့်ပေးပါမယ်နော်တဦးတယောက်တည်းကိုရည်ရွယ်ပြီးကြည့်ထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်တော့ယူပါကိုနဲ့ energy မကြိုက်ခဲ့ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်နော်ကဲပထမအဦးဆုံးကက်ကလေးဒီကက်ကလေးကကြတော့လေမေလဟဆမှာဆိုရင်အင်္ဂါသားသမီးတွေကစိတ်နှုတ်နေနေတက်ပြီးတော့မှလေပတ်ဝန်းကျင်ကနေပြီးတော့မှအခြေအနေတွေပေါ်မှာလိုက်ပြီးခံစားနေရတာပုံစံမျိုးလေးတွေရှိနေလိမ့်မယ်နော်မိမိရဲ့ပင်ကိုအသိစိတ်ကလည်းအလွန်အားကောင်းနေတဲ့အချိန်ဖြစ်ပြီးတော့မှစိတ်ကူးတဲ့အတိုင်းလှုပ်ဆောင်ကြည့်တာကအကျိုးရှိစေပါတယ်နော်ဒါကြောင့်မို့စိတ်ကူးထဲမှာရှိတဲ့အရာစိတ်ကူးထဲမှာရှိတဲ့အလုပ်တွေဆိုရင်လှုပ်တဲ့အချိန်လေးပါလို့ကက်ကလေးကပြောနေပါတယ်အချစ်ရေးနဲ့မိသားစုရေးတွေမှာလည်းနားလည်မှုပေးနိုင်ပြီးတော့မှအေးချမ်းမှုကိုရှာဖွေနိုင်မဲ့ကာလာလေးဖြစ်ပါလိမ့်မယ်လို့ကက်ကလေးကနမိတ်ဖတ်ပေးနေပါတယ်နော်ကက်နံပါတ်2လေးဒီကက်ကလေးကကြတော့လေမေလအလေပိုင်းလောက်မှာဆိုရင်အရေးကြီးတဲ့ပေါ့နော်ဆုံးဖြတ်ချက်တစ်ခုခုချမရဖို့အခြေအနေလေးတွေကြုံလာလိမ့်မယ်နော်လက်နှစ်ခွရောက်နေသလိုခံစားတတ်ရပြီးတော့ဘယ်ဟာကိုဘလို့ရွေးရမလဲဆိုပြီးတော့မှမျက်စိပိတ်နားပိတ်ပြီးတော့မှနေတတ်တဲ့ပုံစံမျိုးလေးတွေလည်းရှိလာလိမ့်မယ်နော်အဲ့ဒီအချိန်မှာဆိုရင်ဇွတ်အတင်းဆုံးဖြတ်တာထက်ပေါ့နော်အချက်အလက်တွေကိုသေချာစုဆောင်းပြီးစိတ်တည်ငြိမ်မှသာရှေ့ဆက်ဖို့လိုအပ်ပါလိမ့်မယ်လို့ကက်ကလေးကအကြံပေးနေပါတယ်ရှင်ကက်နံပါတ်3လေးအိုးဒီကက်ကလေးကကြတော့ဓာတ်ကက်လေးကြတယ်နော်ဒီဓာတ်ကက်ကိုမြင်လိုက်တာနဲ့လေနမိတ်မကောင်းဘူးလို့ထင်ကြတာဒါကမဟုတ်ပါဘူးနော်ဒါကဘာကိုပြောရလဲဆိုရင်တင့်ဘဝရဲ့ဂန္ဓာဟောင်းတစ်ခုကိုပြီးဆုံးသွားပြီးတော့မှလမ်းစတစ်တစ်ခုစတင်တော့မဲ့တဘောကိုသူကပြောတာနော်မကောင်းတဲ့အလေးအကျင့်အဟောင်းတွေအစင်မပြေတော့ဘဲနဲ့ပေါ့နော်အစင်မပြေတော့တဲ့ဆက်ဆံရေးတွေအစင်မပြေတော့တဲ့အဆက်အသွယ်တွေကိုစွန့်လွတ်လိုက်ရမှလားကံကောင်းခြင်းတွေရောက်လာမယ်ဆိုတဲ့သဘောကိုပြောတာနော်အဲ့ဒီအပြောင်းလဲကအစာပိုင်းမှာအခက်အခဲပေါ့နော်ခက်ခဲနိုင်ပေမဲ့လေတင့်ဘဝအတွက်ပိုကောင်းတဲ့အစားပြုခြင်းကိုယူဆောင်ပေးပါလိမ့်မယ်လို့ကက်ကလေးကနမိတ်ဖတ်ပေးနေပါတယ်နော်မေလမှာဆိုရင်ရှောင်ရံဆောင်ရံလေးတွေကိုပြောပြမယ်နော်ဆောင်ရံကကြတော့အပြောင်းလဲကိုလက်ခံမှာမိမိကိုမိမိပြန်လဲစမ်းစစ်ပါစိတ်အေးချမ်းစေမဲ့အလုပ်ဥပမာတရားထိုင်ခြင်းစဖတ်ခြင်းတွေကိုလှုပ်ဆောင်မှာလို့ပြောပြစီနော်ရှောင်ရံကတော့လေတွေးဝေပြီးတော့မှအချိန်ဆွဲခြင်းကိုရှောင်မှာအတိတ်ကအနာဟောင်းတွေကိုဖတ်တွယ်ထားခြင်းနဲ့ဒေါသတကြီးတုံ့ပြန်ခြင်းတွေကိုဆင်ခြင်မှာလို့အကြံပေးပြစီရှင်နောက်ဆုံးအနေနဲ့ထပ်ပြီးတော့မှအကြံပေးချင်တာကလေမေလမှာတင်ရအပြောင်းလဲကြီးတစ်ခုကိုဖြတ်တန်းရဖို့ရှိနေပါတယ်နော်တခုခုဆုံးရှုံးသွားတယ်လို့ခံစားရရင်လေအားမငယ်ပါနဲ့အဲ့ဒီနေရာမှာပိုကောင်းတဲ့အရာတွေအစားထိုးဝင်ရောက်ဖို့လမ်းဖွင့်ပေးလိုက်တာပါလို့မှတ်ယူပေးပါလို့အကြံပေးပြစီရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့လေအင်္ဂါသားသမီးတွေအားလုံးမေလမှာရှုပ်ထွေးမှုတွေရုံးထွက်နိုင်ပြီးတော့မှအသစ်စတင်မဲ့ကံကြမ္မာလမ်းကြောင်းမှာအောင်မြင်မှုအသစ်များနဲ့ပျော်ရွှင်မှုအသစ်များကိုရယူပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနော်